မင်္ဂလာပါကျမတို့နေ့စဉ်သုံးတရုတ်စကားပြောအတွက်ကြုံရှမ်းဆိုတဲ့အသုံးလေးကိုသိထားဖို့အတွက်လိုပါတယ်ဒီကြုံရှမ်းဆိုတဲ့စကားလုံးမှာကြုံဆိုတာဒီကျမတို့ပုံမှန်ပြောနေကြသွားတယ်ဆိုတဲ့အသုံးလေးဝမန်ကြုံပါဆိုရင်ငါတို့သွားကြဆိုလို့ပြောတယ်လေနော်အဲ့ဒီရဲ့ကြုံကိုယူထားတယ်ရှမ်းဆိုတာကကြတော့ကျင်းရှမ်းဆိုတဲ့စကားလုံးကနေလာတာကျင်းရှမ်းဆိုတာဒီမြန်မာလိုဆိုစိတ်အာယုံစိတ်အားမှန်ကလေးအဲ့တော့ကြုံရှမ်းဆိုတဲ့အဓိပ္ပာယ်လေးကိုပေါင်းလိုက်မယ်ဆိုရင်ကိုယ့်ရဲ့စိတ်အာယုံကလေးပြေးထွက်သွားတယ်။အာယုံကလေးလွတ်သွားတဲ့အခြေအနေကိုလာပြောတာ။ဒါဆိုရင်ကျမတို့ကြည့်ရအောင်ဒီမှာရေးထားတာက对不起တဲ့ sorry ပါတဲ့။我刚才စောစောတုန်းကခုနတင်ကြုံရှမ်းละအာယုံလေးတစ်ချက်လွတ်သွားလို့ပါတဲ့။请再说一遍တစ်ခေါက်လောက်ထပ်ပြောပေးပါအောင်တဲ့။အဲ့တော့ကျမတို့ရှိရလေနော်တစ်ခုခုလုံနေရင်းနဲ့ရုတ်တရက်အတွေးရတခြားကိုရောက်သွားတယ်အာယုံကလေးလွတ်ထွက်သွားတယ်ဒါဆိုရင်ကြုံရှမ်းလို့သုံးတယ်နော်နောက်တစ်ခုလေးက你在想什么呢ဘာတွေစဉ်းစားနေရလဲတဲ့又中伤了အာယုံလွတ်သွားပြန်ပြီတဲ့ရမယ်နော်